အားလုံးပဲမင်္ဂလာပါဗျာ Fish Talk Channel ရနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်အားလင်းဟာလာကိုခေတ်သစ်ဘောလုံးလောကရဲ့ဆက်ရုပ်လူသား Golden Set ကြီးကိုပြောရင်ကျွန်တော်လွန်သွားမလားမသိဘူးဝေဖန်နေခုလိုဆက်ရုပ်ဆန်တဲ့ခန္ဓာကိုယ်တိဆောက်ပုံကောင်းမွန်တာဘယ်လိုထိန်းသိမ်းတာလဲဒီဆက်ရုပ်ဆန်တဲ့တိကျတဲ့စီကံတွေဂိုးတွေကိုအမခန့်တွင်းယူနိုင်တဲ့အချက်တွေရဲ့နောက်ွယ်မှာဘာလျှို့ဝှက်ချက်တွေရှိနေရလဲဟုတ်ပါပြီကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာတော့လက်ရှိ Manchester City တဲ့တိုက်စစ်မှုအာလင်းဟာလာရဲ့လူသိနေပြီးစိတ်ဝင်စားဖို့ရဖြစ်စေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ခေါင်းဆက်အာလင်းဟာလာရဲ့ astrology ဇူလီရဲ့ဆိုင်ရာတော့ကန်ဆာရာတွေပဲပါ။သူဟာတော့မတဲမှာရှိနေတော့ကပတ်ကိုရန်ဖာရန်ကတေးတာနေတဲ့စားသုံးလို့ရှိရတာ။ရန်ဖာရန်ကအဆိုပေမဲ့သူကိုယ်တိုင်ကအဲ့ဒီကပတ်ကိုစားရတာနှစ်သက်တယ်။သူကြိုက်တဲ့အစားအစာတွေတော့ဒီတေးတာတွေကတစ်ခုဖြစ်တယ်လို့လည်းသူပြောခဲ့ဘူးလေဒါပြင်ဟာလန်ကသူငယ်တဲ့တော့သူ့ဖေFE ဟာလန်လီယူနိုက်တက်မှာကစားတင်တော့လီယူနိုက်တက်ကိုလိုက်အားပေးရနေပြီးလီယူနိုက်တက်ဖန်လည်းဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်အားလက်ချိန်တွေမှာဆိုရင်ဟာလန်ပါရီလုံးလို့ရှိတယ်ဆိုတော့ဒီကျွန်တော်တို့ COC ဆော့တာမျိုးတွေ FIFA ဒီ eSport ပေါ့ PlayStation 5ဆော့တာမျိုးတွေဒီ COC မှာဆိုလို့ရှိရင်လည်းသူ့ကိုဒီ Barbarian Kingပုံစံမျိုးနဲ့လည်းကျွန်တော်တို့တွေ့ရတယ်သူနဲ့ collab လုပ်ထားတာပေါ့ဒီ COC နဲ့ဂီတအပိုင်းမှာဆိုရင်ဟာလန်ကဘာစိတ်ဝင်စားလဲဆိုတော့ဒီတခြားဂီတတွေထက် hip hop rap ဂီတတွေကိုပို့ပြီးတော့နှစ်သက်တယ်ပုံမှန်အပြင်သူဂျင်ကစားနေတဲ့အချိန်ဆိုတော်တော်များများဖွင့်ရရှိတဲ့တစ်ချိန်က rap ဂီတ hip hop တစ်ချိန်တွေဖြစ်နေတာများတယ်ဒါနဲ့သူပဲ2016ခုနှစ်ကသူ့တငယ်ချင်းတွေနဲ့ကိုင်ကိုဆိုတဲ့နာမည်နဲ့ rap တစ်ချိန်တစ်ပုဒ်ကို YouTube မှာတင်ခဲ့မှုရှိတယ်ဗျပြောရရင်တော့သူလည်းကျွန်တော်တို့လို rapper ဖြစ်ခဲ့လို့ပြောလို့ရတယ်ပေါ့ဗျာစိတ်မကောနောက်ပြီးတော့ထူးဆန်းတဲ့နောက်တစ်ချက်လာတိုက်ဆိုင်တာလားတော့ပြောတတ်ဘူးဗျာဟာလန်က Premier League မှာဆို West Ham United နဲ့ Wolverhampton တို့တွေ့တဲ့ပွဲတိုင်းကြီးတော့ဂိုးသွင်းမှုတာဗျာပွဲတိုင်းကြီးပါလို့ကျွန်တော်ပြောခဲ့တယ်နော်ပွဲတိုင်းလို့ကျွန်တော်မပြောပါဘူးပွဲတိုင်းကြီးပါသူဂိုးသွင်းနိုင်ပါတယ်ဒါတိုက်ဆိုင်တာလားတော့မသိပါဘူးနောက်အချက်တစ်ခုကဘာလဲဆိုတော့သူက Wolverhampton 6ပွဲကစားရတယ်လက်ရှိ Manchester City ကိုရောက်ပြီးတော့တွေ့ဆုံလာတယ် Wolverhampton နဲ့6ပွဲမှာ10ဂိုးတွေ့နေလာတယ်။ West Ham ဆိုလို့ရှိရင်သူ9ဂိုးအထိရလာတယ်။ West Ham ကလည်း6ပွဲကစားတာ9ဂိုးသူရလာတယ်။ဆိုတော့ဒီ West Ham နဲ့ဦးနဲ့အတင်းမဲ့လားဆိုတော့လည်းမဟုတ်ပြန်ဘူး။ထူးခြားချက်တစ်ခုကအဲ့ထက်မှာ Manchester United ကိုပါ။ Manchester United ကလည်းသူက6ပွဲကစားရတယ်။သူနဲ့တွေ့ဆုံတဲ့အချိန်မှာ6ပွဲထိသူတွေ့တယ်10ဂိုးတွေ့ယူထားတယ်နောက်ပြီးတော့သူ့ရဲ့စားသုံးမှုပုံစံကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်သူကအသားကိုပုံနှစ်တက်တာအဲ့ဒါအပြင်အသားပေါ်မှာကိုရင်းကလီစာအတွင်းအင်္ဂါပိုင်းတွေဖြစ်တဲ့အမဲအသေးတို့နှလုံးတို့အဲ့ဒါတွေကိုစားလေးရှိတယ်တစ်ခါတည်းရကြတယ်စားပေးလေးရှိတာပေါ့ဗျာဘာလို့ဆိုအဲ့ဒီအရာတွေကကျွန်တော်တို့ရဲ့ကိုရင်းစမ်းရင်တက်တွေကိုသိသိနိုင်စွာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် B တန်တက်တွေအဲ့အရာတွေစားသုံးရတယ်ပြီးတော့ရရှိနိုင်တယ်လို့လည်းသူကဆိုထားတယ်ဗျာဘာမှမလုပ်ဒီတွေစားသုံးရမှာလေသူကကယ်လိုရီ6000ထက်မပိုတဲ့ဓာတ်ရက်ပလန်နဲ့စားသုံးလေးရှိရဗျာ။နောက်လူတော်များသတိမထားမိတဲ့အချက်တစ်ချက်လည်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သူငယ်တင်တော့အသက်9နှစ်အရွယ်မှာ standing long jump ပြောရမယ်ဆိုရင်ဗျာအမြင့် 1.63 မီတာ1.63ပဲမြန်မာလိုပြောရတယ်1.63မီတာရှိတဲ့ပေလဲဆိုရင်ကျွန်တော်တို့9ပေကျော်ကျော်လောက်ပေါ့ဗျာ။အဲ့တော့ဘာအကူကြီးမပါဘဲနဲ့ဘာအကူကြီးမပါဘဲဆိုတော့ဘာအကူကြီးမှမပါဘဲနဲ့အလွတ်ခုံပြီးတော့ကမ္ဘာ Greatness ဆိုင်တင်ခဲ့ပြီးတယ်အဲ့ဒီအဲ့ဒီဆိုင်ကိုအခုချိန်ထိမီဒူတူတယောက်ကမှကြော်လွန်နိုင်ခြင်းမရှိသေးဘူးဒါကိုကြည့်ချင်းအဖြစ်ဒီဘဲကခလေးဘွားတွေကတော်တော်ကြိုးစားပြီးတော့တန်မာမှုရတယ်လို့ကျွန်တော်ထင်တယ်ဗျနောက်ပြီးထူးခြားတာသူကယောဂကိုလည်းတစ်ဖက်ကိုအနည်းဆုံး2ကြိမ်လောက်တော့ဆော့ပြီးပြောဘူးတယ်လူတော်များချားပလီယာတွေကိုကျွန်တော်တို့ training camp တွေမှာဂျင်းတွေဆော့တာတွေ exercise လုပ်တာတွေတွေ့ဘူးတာများတယ်ဗျဒါပေမဲ့ဒီ personal အချိန်သူ့ body အတွက်တတ်ယောဂဆော့ပြီးတယ်သူကကြတော့ဒါကို तू မလုံလဲရတယ်ဗျာပြောချင်တာကဒါပေမဲ့သူတရားကို तू တစ်ပတ်ကိုအနည်းဆုံး2ချိန်လောက်တော့လုပ်ပေးတယ်ဒါတင်တစ်ခုသေးလားဆိုတော့မဟုတ်သေးဘူးဗျာနော်ဝေးကအခုဆိုရင်သူတို့နှစ်ပေါင်းများစွာဝေးကွာနေတဲ့ World Cup ကို qualify ဝင်နေကြားခဲ့ပြီပေါ့နော်ဒီဟာလန်နဲ့သူအတင်းမှာကစားသမားဖြစ်တဲ့ Odegaard တို့ Solot တို့တို့နဲ့အတူတူဒီအခု World Cup မှာကောင်းမွန်တဲ့ခြေစမ်းတွေကိုထက်ထိုက်တန်တန်ပြပြီးတော့ qualify ဝင်ခွင့်ရရှိသွားခဲ့တာဗျ
ကျွန်တော်ကတော့သူ့လိုခန္ဓာကိုယ်ကြီးမားပြီးစက်ရုပ်ပုံစံရှိတ်ကြီးနဲ့ယောဂဆော့ရတာတော်တော်မလွယ်ဘူးလို့ထင်တယ်ဗျသူပြောတာကတော့ဒီလိုဆော့တာသူခန္ဓာကိုယ်ဒဏ်ရာဖြစ်နိုင်ခြင်းနဲ့ပါပြီးကြက်သားတွေကိုလည်းပို့ပြီးအနားရစေရလို့သူကတော့ပြောတာအားကြောင့်သူဒီလိုမျိုးယောဂကိုလည်းသူဆော့ပြတယ်ပေါ့ဗျာအခုလိုစက်ရုပ်ခန္ဓာကိုယ်အချိုးစားယောဂပို့ပြီးတော့ပြည့်စုံသွားတယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျကဲဒါဆိုကိုလူတို့ဒီလိုထူးခြားတဲ့အချက်တွေကိုတည်သွားတဲ့အခါဟာလန်ကိုဘယ်လိုမြင်လဲကောင်းမှမမျှဝေပေးသွားခဲ့ပါဦးဗျနောက်ထပ်လည်းဘယ်ကစားသမားတွေရဲ့လူသိနေပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်စေချင်တယ်ဆိုတော့လည်းပြောခဲ့ပြီပါပန်းမကြည့်ဘူးဆိုရင်လည်း Twitch Talk Channel လေးကို like and subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ပေးကြပါဦးဗျကဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြကြအောင်ဗျ